ဒီလေကျွန်တော်တို့အကျူလေ့လာကြမယ့်အကြောင်းအရာကတကယ်ကိုလက်တွေ့ကြပြီးဘဝအတွက်အထုံးဝင်တဲ့မြမဉာဏ်ပညာတစ်ခုပါအဲ့ဒါကတော့မီးမလောင်ခင်ရေရှာခြင်းဆိုတဲ့ကြိုတင်ကားွယ်မှုရဲ့အရေးပါပုံအကြောင်းပါပဲ ကဲဒီမေခွန်းလေးနဲ့အရင်စားကြည့်အောင်မီးလောင်နေပြီဆိုမှရေဟေးရှာလာကအချိန်မမီတော့ဘူးမဟုတ်လားဒါဟာလေကျွန်တော်တို့နေ့စဉ်ဘဝမှာအေးပေါ်ပြဿနာရတဲ့ကြုံလာမှာအဝါအာထာတာနဲ့ဖြည့်ရှင်းရတဲ့အခြေအနေတွေကိုမျက်စိထဲမြင်လာစေပါလေ ဟုတ်ပါတယ်ကျွန်တော်တို့တော်တော်များများကပြဿနာတစ်ခုတကယ်တမ်းဖြစ်လာပြီဆိုမှဒါကိုဘယ်လိုဖြေရှင်းကြမလဲဆိုပြီးစဉ်းစားတတ်ကြတယ်ဥပမာနေမကားဖြစ်လာမှစိတ်ခံပြေးတာမျိုးစာမေးပွဲနားနေမှစားတဲ့စုကြက်တာမျိုးပေါ့ပြဿနာဖြစ်လာမှအရေးပေါ်မြည်တက်တယ်လို့တုံ့ပြန်ဖြေရှင်းတဲ့ပုံစံနဲ့နေထိုင်နေကြတာများပါတယ် အဲ့ဒီလိုတုံ့ပြန်ရတဲ့ပုံစံမျိုးမဖြစ်ရလေအောင်မြန်မာပညာရှင်တွေကအဖြေတစ်ခုပေးထားခဲ့ပါတယ်အဲ့ဒါကတော့မီးမလောင်ခင်ရေရှာဆိုတဲ့စကားပုံပါပဲဆိုရင်ကရှင်းရှင်းလေးပါမကောင်းတဲ့ຢာတစ်ခုမဖြစ်လာခင်မှာကြိုတင်ပြင်ဆင်ထားပါလို့သတိပေးထားတာပါ ဒီစကပုံရဲ့ knock ခံတမိုင်းကလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ရှေခစ်ညီမအရွာဒီမှာဆိုရင်လေမီးဖေးအန်ဒီရဲကိုကာကွယ်ဖို့အတွက်ရေပြည့်ထည့်ထားတဲ့စီပိုင်းတွေကိုအိမ်တိုင်းလို့မှအတင်ပြင်ဆင်ထားကြတယ်တဲ့ဆိုတော့ဒါဟာစကပုံတက်မဟုတ်ပဲလက်တွေ့ဘဝကနေစင့်တက်လာတဲ့တကယ်ဉာဏ်ပညာတစ်ခုပါ ဒီတော့ကျွန်တော်တို့ရှေ့မှာရွေးချယ်စရာလမ်းနဲ့လမ်းရှိတယ်လို့ဆိုနိုင်ပါတယ်တလန်းကပြဿနာဖြစ်ပြီးမှလိုက်ဖြေရှင်းရတဲ့တုံ့ပြန်မှုပုံစံနောက်တလန်းကတော့ပြဿနာကိုအစားကလေးကဝင်မလာအောင်တားဆီးထားတဲ့ကြိုတင်ကာကွယ်မှုပုံစံပါဘယ်လန်းကပိုပြီးစိတ်အေးချမ်းရမလဲအဓိကအချက်ကတော့ရှင်းပါတယ်နော်ဥပမာနေ့စဉ်ကျမရေကူနည်းနည်းစီဂရုစိုက်တာစာကိုမမလောက်ထားတာမျိုးဒီပေါ့ဒီမှာပြောထားသလိုပါပဲတေးသေးမမလေးချိုလောက်ထားလိုက်နောက်ပိုင်းမှာဖြည့်ရှင်းရခက်တဲ့ပြဿနာအကြီးကြီးတွေဖြစ်မလာတော့ဘူးကဲဒီအကြောင်းအရာလေးကိုအဆုံးမတက်ခင်မှာမေခွန်းလေးတစ်ခုနဲ့အဆုံးတက်ချင်ပါတယ်အခုလက်ရှိကိုယ့်ရဲ့ဘဝမှာကျမရဲ့အတွက်လားငွေကြီးရဲ့အတွက်လားဒါမှမဟုတ်တခြားဆက်ဆံရေးတွေအတွက်လားကြိုတင်ပြီးရေးရှာထားတဲ့အရာတစ်ခုကဘာဖြစ်မယ်လို့ထင်ပါတယ်လဲခဏလောက်အချိန်ယူပြီးစဉ်းစားကြည့်ကြရအောင်ပါ